ထိတ်တန်းလောက်ကျန်တစ်ဖြတ်သူတူဟာဇွန်လေးနဲ့ကြက်ဥကိုခောက်နေတော့ဇုံရဲ့အရေးဟတ်မိုကနေတစ်စိတောင်ပေါ်မှာပုံအောင်နေတဲ့အမျိုးသမီးစနိုက်ပါတစ်ယောက်ကိုရုတ်တရက်တတိပြုမိသွားပါတယ်။သူအံ့ဩသွားချိန်မှာပဲကြီးစံတရောင်းကပြေးထွက်လာပေမဲ့သူကအသာလေးသိမ်းဆောင်လိုက်နိုင်လို့တီတီလေးလွတ်သွားခဲ့ပါတယ်။သူချက်ချင်းပဲအကာအကွယ်ယူဖို့ကြိုးစားပေမဲ့စနိုက်ပါကလည်းလက်မလျှော့ပဲထပ်မံပစ်ခတ်ပါတယ်။အဲ့ဒီအချိန်မှာတော့သူကသူ့ရဲ့ရှုပ်ဝလက်နက်ကိုထုတ်သုံးပါတော့တယ်။လက်ခုပ်တစ်ချက်တီးလိုက်ယုံနဲ့သူ့ပတ်ပတ်လည်မှာရွှေရောင်လက်စွပ်ခုနှစ်ကွင်းပေါ်လာပြီးလေထဲမှာလက်နက်တွေဟာအလိုလိုပြန်ဝဲလာပါတော့တယ်။စက္ကန့်ပိုင်းအတွင်းမှာပဲသူဟာ drone 3 စင်းကိုအလိုလျောက်တက်ဆင်လိုက်ပြီးတောင်ပေါ်ကစနိုက်ပါစီကိုဆေးလွတ်လိုက်ပါတယ်။သူကတော့ခုံမိုးပေါ်ကနေစောင့်ကြည့်ရေးကင်မရာတွေနဲ့စနိုက်ပါရဲ့တီနီယာကိုစောင့်ကြည့်နေခဲ့တာပါ။စနိုက်ပါကခလုတ်ကိုဆွဲဖို့ပြင်နေတော့မှာပဲဒရုန်းတွေကသူမကိုပြစ်မှတ်ထားနေတာကိုသတိထားမိသွားပါတယ်။သူမဟာခါးမှာချိုးတစ်ချောင်းကိုအမြန်ချီပြီးဒရုန်းတစ်စင်းကိုတနက်နဲ့တွေ့ကပ်လိုက်ပါတယ်။ဒရုန်းကကြီးစံတွေနဲ့တရဆက်ပစ်ခတ်နေပြီးမြဲသူမကတော့ကျွမ်းကျင်စွာတိန့်ဆောင်ရင်နောက်ဆုံးမှာတော့တောင်ကမ်းပါးညံပေါ်ကနေခုန်ခါပြီးထွက်ပြေးသွားပါတော့တယ်